ညာလေးတို့အင်းလေးချစ်စပါတယ်ကဲနောက်တော့ကြည့်တော့မနော်ကဲညိုမဆနေမဆပဲနေမယ်ကဲဒါဝက်စာလေးကျွန်တော်ဝက်ပေါက်ကလေးကသူ့အမေနဲ့ခွဲထားတာလေဟဲဒီမှာတော့တက်ပြည့်မဲ့နေပြီဒီပြအပိုးပါတယ်ရော့နင်းလို့စားတော့တစ်လုံးကတော့မဆိုးတုတ်စားလို့လည်းရမယ်ဖြော်ရည်လည်းတောက်ရမယ်ဟဲအတီးမှဲ့နေပြီအတီးမှဲ့နေပြီထည့်ဒီပင်ပေးမှာငကမော်တီးပင်စိုက်မယ်ပြီးမြူတီတက်ခမဲမြူတီလေမှဲ့နေပြီအကုန်မှဲ့နေတပင်းလုံးကြီးပါပဲပြီးရင်စပယ်ပင်နဲ့ဆက်ရအောင်ဒါကတော့စပယ်ပင်ကတော့လေများလေးကပန်းပင်ဆက်ရရန်ဝါသနာပါဒါပြီးရင်နေ့စီဆိုင်မယ်နေ့စီအောင်ဆုံးလေးအရန်လာနော်ရန်ချစ်ကောင်းတော့ပဲမလီပန်းလေးခိုက်တာကိုယ်စိတ်ကိုကြိုက်ပြီးရင်အဖွာမလကာလေးစားချင်တာဆိုတာနဲ့ခုပြလာအောင်မယ်ဖွာနောက်နေ့လူနဲ့လာရင်တော့ခုပြမယ်ဒီလားမလကာလေးကအရန်ကောင်းတာဒီနေ့ကတော့အစိုက်တစ်လိုက်အနှုတ်တစ်လိုက်နန်းနာမင်းဖူးလာအောင်မယ်နန်းနာမင်းလည်းညားနေအရန်ပွာလာတော့မယ်ဒါကတော့တရုတ်နန်းနာနေတရုတ်နန်းနာကတော့သူကတော့ပြောစရာမလိုအရန်ပွာတယ်ကဲညာလေးအိမ်လမ်းကြုံရင်အရင်ဝင်ကြပါကျေးဇူးပါ